Hello，大家好。今天ကျွန်တော်တို့ Thai ဆိုတဲ့ဟာကိုတူလေးလိုက်အောင် Thai ဆိုတာကြတော့အလွန်ဆိုတဲ့အဓိပ္ပာယ်ရတာဖြစ်တယ်အဲ့တော့ပထမတစ်လုံးကြည့်အောင်ကြီးလွန်းတယ် Thai တာ Thai တာဒီတာကကြီးတာနော်အရှိက Thai နဲ့ပေါင်းတော့ကြီးတယ်အလွန်ကြီးတယ်လို့ပြောချင်တာနော် 长ဒီ长ကဒီ number 2ကိုမိခဲ့ရှောက်ကတေးတော့ပြောတာထိုက်ရှောက်ဆိုတော့အရန်တေးတယ်တေးလွန်းတယ်အဲ့လိုတေးပြီပေါ့နော်长ကရှည်တာထိုက်长ဆိုတော့အရန်ရှည်တယ်လို့ပြောတာ number 4短ကတူတာထိုက်短ဆိုတော့အရန်တူတယ်短ထိုက်短နော်宽ကကျေတာကိုပြောတာအဲ့တော့ထိုက်宽ဆိုတော့အရန်ကျေလွန်းတယ်အဲ့တော့ဆန့်ကျင်ဘက်အနေနဲ့ကျင်းတာဆိုတော့宰太宰ကအရင်ကျင်းလွန်းတယ်太宰လားအရင်ကျင်းတယ်နံပါတ်9နောက်ကျလွန်းနေပြီဝမ်ဒီဝမ်ကညနေပိုင်းကိုလေတုံးတယ်ဒါပေမဲ့ထိုက်ဝမ်လားဆိုတော့အရင်နောက်ကျသွားပြီပေါ့နော်အဲ့လိုပြောချင်တာအရင်နေတယ်ဆိုတော့မန့်ထိုက်မန့်လားအရင်နေတယ်နေတာကိုမန့်လို့ပြောတာဟုတ်တယ်နော်Okay, number 9ကျတော့မနေ့ညကဦးမျိုးလုံးလို့ဘယ်လိုမှအိပ်လို့မရဘူးမနေ့ညဆိုတော့昨天晚上အဲ့လိုလေးပြောလို့ရတယ်昨晚လည်းရတယ်昨晚ကျတော့မနေ့ညနေပေါ့နော်兴奋的အဲ့လိုပြောချင်တာ兴奋的ပျော်လွန်းလို့အရန်ပျော်လွန်းသွားလို့ဥဖာဆိုတာကအိပ်မရဘူးပြောချင်တာဥဖာကမရဘူး入眠ကြတော့အိမ်မောကြတော့ပြောတာအိပ်တာကိုပြောချင်တာပေါ့နော်无法入眠မင်းညကဦးမျိုးလုံးလို့အိပ်လို့မရဘူး昨晚兴奋的无法入眠that's it ရက်ဆက်လိုက်တာ太合了ရက်ဆက်လိုက်တာ太合了ရက်ဆက်လိုက်တာစိတ်ပုတ်လိုက်တာပေါ့နော်ထိုက်တူလားဒါစိတ်တူကအစိတ်ကိုပြောချင်တာအဲ့တော့ तू ကစိတ်မကောင်းစိတ်ပုတ်တယ်ပေါ့နော်ထိုက်တူလားဒီကောင်မအရင်စိတ်ပုတ်တာပဲဒီကောင်လည်းအရင်စိတ်ပုတ်တာပဲအဲ့ဒါကိုထိုက်တူလား Okay number 7ရက်ဆက်လွန်းလာတယ်太残忍了ရက်ဆက်လွန်းတာပေါ့အရင်ရက်ဆက်တာပေါ့残忍ရက်ဆက်တာပေါ့နော်73မြတ်တာကင်းတယ်အဲ့တော့မြတ်တာကင်းရက်ဆက်တာကိုပြောအဲ့ဒါလေးရက်ဆက်တာတစ်ခုပဲနော်财库财库五千မြတ်တာမရှိဘူးပေါ့ဒီတယောက်မြတ်တာကိုချင်းစာစိတ်မရှိဘူးပေါ့အဲ့လိုပြောချင်တာ财库五千 number 14ခင်ဗျားရက်ဆက်လုံးနေပြီလို့ထင်ပါတယ်你未眠太残酷了吧你未眠太残酷了吧 number 15ခင်ဗျားအဲ့ဒီကိုဒီလိုဆက်ဆံတာရန်လွန်းတယ်လို့ထင်ပါတယ်ပေါ့လူထင်တာကိုပြောတာအဲ့တော့你这样မင်းဒီလို对待客人ကအဲ့ဒီကိုဆက်ဆံတာ未免ကရန်တယ်太不礼貌ကယဉ်ကျေးတာ太不礼貌ဆိုတော့အရန်မယဉ်ကျေးဘူးအဲ့တော့မင်းကရန်လဲရန်တယ်ယဉ်လဲမယဉ်ကျေးဘူးအဲ့လိုပြောချင်တာမင်းအဲ့ဒီကိုဒီလိုဆက်ဆံတာရန်တယ်မယဉ်ကျေးဘူးအဲ့လိုပြောချင်တာ16အန်ဒီများလုံးတယ်太危险ကအန်ဒီများတော့ပြောတာ太危险ကထိုက်နဲ့ပေါင်းတော့အရင်များတယ်ပေါ့နော်ရေတိုက်太平间太平间ရေတိုက်18阿嘎达太公船ရေပူလွန်းတယ်水太热ရေရင်ပူတယ်ပေါ့နော်20ခင်ဗျားအာနာလွန်းတယ်လို့ပြောချင်တာ你太客气了မင်းရင်အာနာလွန်းနေပြီပေါ့你太客气了 Okay 21ခင်ဗျားရှာရှည်လွန်းနေရောရှာရှည်လွန်းနေပေါ့နော်你太啰嗦了不要啰嗦ဆိုတာအရင်ရှာမရှိနေပေါ့လို့ပြောချင်တာ你太啰嗦မင်းရင်ရှာရှည်တယ်ပေါ့22ကတိကအောက်ဖြစ်လာပါတယ်ဒုက္ခများတာပေါ့နော်太麻烦了麻烦ဆိုတာအရင်
ဘယ်လိုပြောမလဲအရင်စိတ်ရှုပ်စေတယ်ပေါ့စိတ်ရှုပ်တော့ပြောတာနံပါတ်23တရားလွန်လာပြီပေါ့ထိုက်ကိုဖန်လာတရားလွန်တယ်မင်းလွန်နေပြီအဲ့မျိုးပေါ့你太过分了ဆိုမင်းရင်လွန်နေပြီနော်လို့ပြောရှင်တာ24အဲ့ဒီလိုဆိုရင်တိတ်ကောင်းပါပဲနိုင်နာဆိုတော့အဲ့လို太好了အရင်ကောင်းပြီအဲ့လိုဆိုရင်အရင်ကောင်းပြီပေါ့太好了25ဝမ်းတာလာပါတယ်太高兴了高兴ကဝမ်းတာတော့ပြောတာ太高兴ဝမ်းတာလုံးနေပေါ့26ခင်ဗျားကိုကျေးဇူးတင်လာပါတယ်太感谢ကကျေးဇူးတင်တာညီကဆိုတာမင်းကိုပေါ့太感谢你了ခင်ဗျားကိုကျေးဇူးတင်လုံးတယ်29နောက်ကျလွန်လာပြီ太迟ကဒီ迟ကဘယ်လိုပြောမလဲတနေ့ရောက်သွားတယ်သွားရတော့နောက်ကျနေတာပြောချင်တာအဲ့တော့太迟了အရင်နောက်ကျလွန်တယ်ပြောချင်တာOkay 28ခင်ဗျားပြောတာမြန်လွန်းတယ်ကျွန်တော်နားမထောင်တတ်ဘူးနားမလည်ဘူးပေါ့你说的太快ကအရင်မြန်တယ်你说的မင်းပြောတာ我不会听啊နားမထောင်တတ်ဘူးပေါ့နော်我不会听29ကျေးဇူးပြုဖြည်းဖြည်းပါချင်းကျေးဇူးပြု你慢一点ဆိုတော့နည်းနည်းဖြည်းဖြည်းလေးပေါ့说吧အဲ့တော့ချင်း你慢一点说吧နင်းဖြည်းဖြည်းလေးပြောပါပေါ့ကျေးဇူးပြုဖြည်းဖြည်းလေးပြောပါပေါ့နော်30ကျွန်တော်တရုတ်ဘာသာရေးချင်းအရင်နေတယ်ကျွန်တော်တရုတ်ဘာသာပြောမှဆိုရင်တရုတ်ဘာသာစကားမကောင်းပေါ့တော်ပေါ့လို့ပြောချင်တာ我的中文水平ကရေးချင်းကိုပြောတာဒါပေမဲ့我的中文还很低ဆိုလည်းရတယ်တရုတ်စကားအရင်နေသေးတယ်ပေါ့水平很低ဆိုလည်းရတယ်我的中文水平还很低ဆိုရရတယ်我的中文还很低ဆိုလည်းရတယ်31ခင်ဗျားကျွန်တော်ပေါ်ကောင်းလို့နေရော你带我မင်းငါပေါ်ပေါ့太好了အရင်ကောင်းတယ်你带我မင်းငါပေါ်太好了အရင်ကောင်းတယ်32ဒီနေ့今天太阳ကနေ很好ကအရင်ကောင်းတယ်33ခင်ဗျားမျက်နှာနေလောင်လို့မင်းကုန်ပြီ你的脸ကမျက်နှာကိုပြောတာ你的ဆိုတော့မင်းရဲ့မျက်နှာကရှိုက်ကအဲ့လိုမျိုးရှိုက်ဟေးလာဆိုတော့ကနေပူလောင်တော့ပြောတာဟေးကအမေးအောင်ပြောတာအဲ့တော့ရှိုက်ဟေးလာဆိုတော့နေပူလောင်ပြီးတော့မေးသွားပြီးပြောချင်တာ34ဒါကျွန်တော်အတစ်ဝေလာတဲ့နေကမျက်မှန်ဖြစ်တယ်ပြီးတော့这是ဒါက我新买的ငါအတစ်ဝေတဲ့新买ကအတစ်ဝေတာပြောတာ新ကအတစ်买ကဝေတာ我新买的ငါအတစ်ဝေတဲ့太陽鏡ကနေ鏡ကမျက်မှန်အဲ့တော့ဒီမျက်မှန်ကကျွန်တော်အတစ်ဝေလာတဲ့နေကမျက်မှန်ဟုတ်တယ်လို့ပြောတာ太陽鏡နေကမျက်မှန်ကိုပြောတာနော် Okay 35နေနဲ့တွေ့ရင်အယောင်ပြောင်းတဲ့မျက်မှန်ဆိုတော့变四鏡ကအယောင်鏡ကမျက်မှန်四ကအယောင်ပြန်ကပြောင်းတာအဲ့လိုပြောချင်တာတခုစီစတဲ့မျိုး变四鏡ဆိုတော့အယောင်ပြောင်းတဲ့မျက်မှန်ဟုတ်တယ်အဲ့လိုပြောချင်တာเนาะ Okay ကျွန်တော်နောက်နေ့ဗီဒီယိုမှာပြန်တွေ့ရအောင်เนาะ再见